မိတ်ဆွေများအားလုံးပဲအောင်ပြီဗျာအောင်ပြီဗုဒ္ဓဝူးနေ့12နာရီမှာရှယ်မင်းလေးအောင်ပြီရှယ်မင်းတကွက်ကောင်းအောင်ပြီရှယ်မင်းတကွက်ကောင်းအောင်ပြီ come on yeah နောက်ပြီးတော့တပတ်ဆောင်မွေးကနေကျွန်တော်ကြံ6ချိန်ဆောင်မွေးကနေမှာအောင်နေတော့ကြံ6ချိန်ဆောင်မွေးကနေမှာရှယ်မင်းအောင်နေတော့ရှယ်မင်းအောင်နေတော့တကွက်ကောင်းတော့ကဲ9လပိုင်း15ရက်နေ့ဒီနေ့12နာရီမှာဗုဒ္ဓဝူးနေ့12နာရီမှာ3880လေးအောင်ပါတယ်ရှယ်မင်းတကွက်ကောင်းအားလုံးပဲရကြမယ်ထင်ပါတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကျွန်တော်ရဲ့မိသားစုအဖွဲ့ဝင်တွေအားလုံးပဲရကြမယ်ထင်ပါတယ်ကဲဒီတော့ကျွန်တော်တို့ဒီနေ့ဗုဒ္ဓဟူးနေ့ညနေမှာကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်လာဝင်လို့ရပြီဒီနေ့ဗုဒ္ဓဟူးညနေမှာရှယ်မင်းတီးတဲ့နှစ်ကွက်ကောင်းကိုကျွန်တော်ရောင်းချပေးပါမယ်နေတိုက်သမားတွေဒီညနေမှာ100ရာခိုင်နှုန်းအောင်မယ်နော်ညနေမှာ100ရာခိုင်နှုန်းနေတိုက်သမားတွေအောင်မယ်တင်ထိုးထားကြပါတင်ထိုးထားကြပါတင်ထိုးထားကြပါကဲကျွန်တော်တို့ဒီနေ့ဗုဒ္ဓဟူးညနေမှာကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်ကျင်နေဆိုရင်ဗုဒ္ဓဟူးညနေတစ်ချိန်စာအဖွဲ့ဝင်ကြီး18000ပါအဖွဲ့ဝင်ကြီးနော်18000ဖြစ်ပါတယ်ကနန်း2ကွက်ထံကုန်3ကွက်ပေးပါမယ်အဲ့ကနန်းကိုထိုးလို့ကျွန်တော်တို့စီမှာအဖွဲ့ဝင်ပြီးတော့အဲ့ကနန်းဝယ်ပြီးတော့ထိုးလို့မပေါက်ဘူးဆိုရင်ကျွန်တော်တို့စီမှာအဖွဲ့ဝင်ထားတဲ့ငွေ18000ကိုကျွန်တော်တို့9ဆပြန်ရော်ပေးသွားမှာဖြစ်ပြီးတော့ကြံ9ချိန်စာကိုအထူးလျှော်သေးအနေနဲ့ကြံ9ချိန်စာလုံးဝယ်မယ်ဆိုရင်4000ကျပ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲဒီတော့ကြံ9ချိန်မှာကျွန်တော်တို့3ချိန်အာမခံပါတယ်3ချိန်မပေါဘူးဆိုရင်ကျွန်တော်တို့စီမှာ9ချိန်စာဝယ်ယူထားတဲ့ငွေ4000ကျပ်ကို9ဆပြန်လဲရော်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့ဒီတော့ဒီနေ့ဗုဒ္ဓဟူးနေ့ညနေ4နာရီခွဲတော့ကိုကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်အခုဝယ်လာဝယ်လို့ရောက်ပါပြီခင်ဗျာကဲအဖွဲ့ဝင်ချင်းနဲ့မိတ်ဆွေများရှိရဆိုရင်ကျွန်တော်အခုညနေတော့ကိုအဖွဲ့ဝင်အယောက်20ရောင်းချပေးပါမယ်အယောက်20ပြီးသွားပြီဆိုရင်တော့အဖွဲ့ဝင်လုံးဝမရောင်းတော့ပါဘူးအဲ့တော့အဖွဲ့ဝင်အယောက်20မပြည့်ခင်မှာအဖွဲ့လောက်ဝင်မှုဖိတ်ခေါ်ပါတယ်ခင်ဗျာကဲတကယ်လို့စိတ်ဝင်စားလို့အဖွဲ့ဝင်ချင်းနေဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ် Viber 3999514000ဘယ်နံပါတ်တစ်မျိုးတွေကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်ချင်းမာရဲလို့စာပို့ပါပြီးရင် KB ဝေပေးနံပါတ်ကိုလာတောင်းပါကဲဗုဒ္ဓဝူးနေ့ညနေ4နာရီခွဲမှာအားလုံးပဲပေါက်ကြမယ်အောင်ကြမယ် come on ကဲလုံးဝနော်လုံးဝ share လမ်းသွားပြီနော်9ချိန်မှာ9ချိန်အောင်တယ်